ကျောင်းအလှဟာကောင်းဆုံးတို့မြတ်စွာဘုရားဟောဒါဖြင့်ဒီတဲ့ကောင်းတဲ့ကုသိုလ်ကောင်းမှုတွေရှိသေးလားရှိတယ်ခုနကဘုရားတရဏံကိစ္စမိဆိုပြီးကိုယ့်ရဲ့ဘဝကိုဖရာတရားတန်ခါကိုအနှံလိုက်တယ်တရဏဂုံဆောက်တည်တယ်ဆိုတာတကယ်အနှံလိုက်တာနော်ကိုယ့်ရဲ့ဘဝတစ်ခုလုံးကိုဖရာအဆုံးမတိုင်းနေပါမယ်တရားအတိုင်းကျင့်ပါမယ်တန်ခါတွေနဲ့ပတ်သက်ပြီးကုသိုလ်ကောင်းမှုလုပ်ပါမယ်ဆိုဘုရားတရားတန်ခါနဲ့ပတ်သက်ပြီးအဲ့လိုအနှံလိုက်တယ်ကိုယ့်ဘဝကိုဆွန့်လွတ်ပြီးတော့အနှံလိုက်တယ်အဲ့ဒီကုသိုလ်ကကျောင်းဆောက်ပြီးတော့ဝေကုံကြီးကြထားပြီးတော့ဆောက်လှူတဲ့အလှူတွေပို့ပြီးတော့ကြီးမားတယ်ဘာကြောင့်ကြီးမားတော့ဆိုတော့ကိုယ့်ဘဝကျောင်းလှူတယ်ဆိုတာပြင်မကပစ္စည်းနဲ့အသုံးချပြီးလှူတာငွေကြေးတနာဆိုတာအပြင်ကပစ္စည်းကိုယ့်ဘဝကိုအနှံလိုက်တယ်ဆိုတော့ကိုယ့်ရဲ့ဘဝလို့ဆိုတဲ့တန်ဖိုးမဖြတ်နိုင်တဲ့အသက်ကိုအနှံ့ပြီးတော့လှူဒန်းတာဖြစ်တော့ကြောင့်ဒီတရဏဂုံကပို့ပြီးတော့မြတ်တယ်အဲ့ဒီတရဏဂုံနဲ့မြတ်တာရှိသေးလားဆိုတရဏဂုံစောင့်တည်ပြီးတဲ့နောက်မှာ၅ပါးသီလလုံးအောင်ထိမ့်သိမ့်လိုက်တယ်ဟောတာပို့မြတ်သွားတယ်ဒါဖြင့်ဒီတဲ့မြတ်တာရှိသေးလားဆိုရှိတယ်သက်လွတ်မေတ္တာရိပ်တာလို့ဆိုတာဒီမှာမေတ္တာပွားနေမေတ္တာဘာဝနာပွားလိုက်မယ်ဆိုလို့ရှိရင်တော့တရဏဂုံသီလစောင့်တည်ထားတာတဲ့မေတ္တာပွားတာမေတ္တာပွားတာတော့မှအကြာကြီးမဟုတ်ဘူးခန္ဓောဟနမတ္တံပိမေတ္တာဘာဝေတိနန္တတရှုလို့သူတို့ဆိုတယ်ဒီစကားလုံးကိုခန္ဓောဟနဆိုတာနန္တတရှုလက်ချောင်းလေးနှစ်ချောင်းနဲ့တဏ္ဍခါတို့ဘာတို့စန္ဒကူးတို့သွေးထားပြီးတော့လက်ချောင်းလေးနှစ်ချောင်းနဲ့ယူပြီးတော့နှာခေါင်းဝါကိုတိတ်လိုက်တဲ့အချိန်ပိုင်းလေးဟာဘယ်တော့မှမရှိဘူးအဲ့ဒါကိုနန္တတရှုလို့ပြောတာနော်နန္တတရှုလေးလောက်ပဲမေတ္တာစိတ်ကိုဖြစ်အောင်ကြိုးစားကြည့်ပါအဲ့ဒီမေတ္တာပွားမှုဟာခုနကတရဏဂုံသီလကျောင်းဆောက်တာလေးတဲ့ပို့ပြီးတော့တန်ဖိုးကြီးမာတယ်ဘာကြောင့်လို့ဆိုရင်မေတ္တာဘာဝနာပွားပြီးတော့ဆံရသွားမယ်ဆိုရင်ကဘာချီပြီးတော့အသက်ရှိတယ်ပြမဖြစ်နိုင်တယ်လေတက်တန်းကိုအလောက်ထိအောင်ရှိကြအောင်ထိမ့်သိမ့်ပေးနိုင်တယ်ချမ်းသာဒုက္ခကိုကြာကြီးထိမ့်နိုင်ဒါနတို့သီလတို့ဆိုတဲ့အရာကလူပြည်လူချမ်းသာနတ်ပြည်နတ်ချမ်းသာဒီလောက်ပဲပေးနိုင်ကဘာချီပြီးအသက်ရှိနိုင်အောင်မစွမ်းဆောင်နိုင်ဘူးမပေးနိုင်ဘူးမေတ္တာဘာဝနာကဇန်အဆင့်ထိအောင်ရောက်သွားတယ်မေတ္တာဘာဝနာဆိုရင်ကဘာချီပြီးတော့အသက်ရှိတဲ့ပြမအနေထားချမ်းသာဒုက္ခတွေအောင်ပေးနိုင်တယ်သူ့ရဲ့